မင်းအွန်လိုင်းမြက်ွယ်မှာရှောင်းပုံးနေရတဲ့ခရိုနီဒေသမြန်မာနိုင်ငံရဲ့ခရိုနီတထေးတွေအကြောင်းကိုပြောရင်လူအများစုပထမဆုံးသတိရမိမဲ့နာမည်တွေထဲမှာဒေသဆိုတဲ့နာမည်ပါဝင်ပါတယ်။တစ်ချိန်လုံးကထူးကုမ္ပဏီလို့ပြောလိုက်ရင်အစိုးရစီမံကိန်းတွေတစ်လုပ်ငန်းတွေကြောင်းမြတ်လုပ်ငန်းတွေလေကြောင်းလုပ်ငန်းတွေအစားနေပြီးတော့စောက်လုပ်ရည်အထိနေရာတိုင်းမှာတွေ့ရတဲ့ကုမ္ပဏီကြီးဖြစ်ခဲ့ပါတယ်။ဒါဆိုဒေသဟာဘလို့ကြောင့်ဒီလောက်ထိကြီးပွားလာခဲ့တာလဲ။ဒေသဟာစစ်တပ်ကတော်ပတ်စံ20ခုတက်ရောက်ခဲ့မှုပါတယ်။ဒါပေမဲ့ကျောင်းမပြီးခင်အိမ်အောင်ကျသွားတဲ့အတွက်ကျောင်းကထွက်ခဲ့ရတယ်လို့ဆိုကြပါတယ်စစ်တပ်ထဲမဝင်ဖြစ်ခဲ့ပေမဲ့စစ်တပ်အတိုင်းအဝိုင်းနဲ့အဆက်အသွယ်ရတော့မပြတ်ခဲ့ပါဘူးတနည်းဖြစ်သူတီတာဆိုကလည်းစစ်တပ်နဲ့နှီးစက်တဲ့မိသားစုကဖြစ်တယ်လို့သိရပါတယ်တန်းရွှေဦးဆောင်တဲ့နဝတအစိုးရခေတ်မှာဒေသရဲ့စီးပွားရေးဘဝစတင်တက်လာခဲ့ပါတယ်အဲ့ဒီချိန်ကတစ်တော်ဝင်ကြီးအောင်ဖုံးတဲ့နှီးစက်မှုတွေကြောင့်ပဲခူးရိုးမှရခိုင်ရိုးမှဒေါနာတောင်နဲ့ဗက်ချင်းစီနယ်ဒေသတွေမှာတစ်ထုတ်လုပ်ခွင့်တွေရလာခဲ့ပါတယ်အဲ့ဒီခေတ်ကမြန်မာနိုင်ငံမှာတစ်လုံငန်းဟာအလွန်အကျိုးမြတ်ကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့တစ်ထုတ်လုပ်ခွင့်ပါမစ်ရဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ပါဘူးဒါကြောင့်ဒေသဟာတစ်လုံငန်းကနေစတင်ပြီးအရင်းအနှီးတွေစုဆောင်းနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာအောင်ဖုံးရဲ့သားစစ်တိုင်းအောင်နဲ့ပူးပေါင်းပြီးတစ်ထုတ်လုပ်ရေးနဲ့တစ်တင်မွေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ကြပါတယ်ဒီလိုနဲ့ထူးကုမ္ပဏီကတစ်သေးသေးကြီးထွားလာခဲ့ပါတယ်အဲ့ဒီနောက်စစ်တပ်ပိုင်မြန်မာစီးပွားရေးဥပိုင်လီမိတက်တည်ထောင်လာတဲ့အချိန်မှာတော့ဒေသအတွက်အခွင့်အလမ်းတွေပိုများလာခဲ့ပါတယ်ဥပိုင်ရဲ့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်တာကြောင့်စစ်တပ်အတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေတင်သွင်းပေးရတဲ့လုပ်ငန်းတွေကိုထူးကုမ္ပဏီကရရှိလာခဲ့ပါတယ်တစ်ချိန်လုံးကနာမည်ကြီးခဲ့တဲ့လန်ဒန်စီးကရက်ဖြန့်ဖြူးခွင့်ကိုတော့ရရှိခဲ့ပါတယ်ဒီအချိန်မှာတော့ဒေသဟာတာမန်စီးပွားရေးသမားတွေကမဟုတ်တော့ပဲစစ်အစိုးရနဲ့အနီးကပ်ဆက်ဆက်နေတဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပါပြီဗိုလ်ချုပ်မောင်ရဲ့ဒုတိယချုပ်ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ဒေသရဲ့လုပ်ငန်းတွေကပိုပြီးတိုးချဲ့လာပါတယ်ထူးသဖြင့်မိုးကုန်းနဲ့ဖားကန်လိုကြောင်းမြတ်အရင်းမြစ်ကြီးတွေရှိတဲ့ဒေသတွေမှာဒုဖွဲ့ဝင်တွေရလာခဲ့ပါတယ်။ကြောက်စိမ်းဗရန်များလိုလုပ်ငန်းတွေကတစ်လုပ်ငန်းထက်တောင်အများဆုံးပုံများတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ဒါကြောင့်ဒေသရဲ့ကြွယ်ဝမှုကအဲ့ဒီအချိန်မှာအရှင်ဟုန်နဲ့မြင့်တက်လာခဲ့ပါတယ်။ဒေသကိုအခြားခရိုနီတွေထက်ကွဲပြားသေးတဲ့အချက်တစ်ခုကရုရှားနဲ့ဆက်ဆံရေးပါ။မြန်မာစစ်တပ်နဲ့ရုရှားကြားဆက်ဆံရေးတိုးတက်လာတဲ့အခါဒေသဟာဂျာကန်အဖြစ်အရေးကြီးတဲ့ခန်းကဏ္ဍပါဝင်ခဲ့ပါတယ်။ရဟတ်ယာဉ်တွေလေယာဉ်စိတ်ပိုင်းတွေပါဝင်စစ်ရေးဆိုင်ရာပစ္စည်းတွေတင်သွင်းရမှာလဲပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကာလဟာဒေသရဲ့အာဏာနဲ့ငွေကြေးအမြင့်ဆုံးရောက်နေတဲ့ကာလလို့ပြောနိုင်ပါတယ်။လက်ရှိဒေသရဲ့ပိုင်ဆိုင်မှုလုပ်ငန်းတွေပြပါဆိုရင်ထူးအုပ်စုပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာတစ်တော်ထုတ်လို့ရေးတရားသနာဒူးဖော်ရေးခီးသွွားလုပ်ငန်း၊လေကြောင်းလုပ်ငန်း၊ဟိုတယ်နဲ့အိမ်ယာဖွင့်သွင်းစတဲ့ကဏ္ဍပေါင်းစုံမှာရည်ရည်မြှုပ်နှံထားပြီးတော့မြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့မှာကုမ္ပဏီပေါင်း60ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ဒါအပြင်ထူးအုပ်စုရဲ့ပိုင်ဆိုင်မှုတွေထဲမှာရန်ကုန်ဒလိဆန်ဥယျာဉ်၊လှော်ကားဥယျာဉ်၊ပြင်ဦးလွင်မြို့သားကန်တော်ဥယျာဉ်၊နေပြည်တော်ဆာဖာရီဥယျာဉ်စတဲ့အထင်ကရပန်းဖြေနေရာတွေပါဝင်နေပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုနှစ်ရှည်စာချုပ်တွေနဲ့လောက်ကိုင်ခွင့်ရရှိထားပြီးတချို့စစ်ကောင်စီလက်ထက်မှာစာချုပ်တက်တန်းတိုးဝင်လည်းရရှိထားပါတယ်။ဒါပေမဲ့အရာရာအမြဲတမ်းတက်နေမဲ့အရာမဟုတ်ပါဘူး။နဝတခေတ်နောက်ပိုင်းနဲ့သိန်းစိန်ဆိုရလက်ထက်ရောက်လာတဲ့အခါဒေသရဲ့လုံပိုင်ခွင့်တချို့စတင်ရောနေလာပါတယ်။အရင်ရထားတဲ့စာအုပ်တွေတင်သွင်းခွင့်တွေရန်နာခံရတယ်။မြေယာတွေစီမံကိန်းတွေပြန်လည်သိမ်းဆည်းခံရတာတွေလည်းရှိလာပါတယ်။နောက်ပိုင်းမှာမင်းအွန်လိုင်းတို့လိုစစ်ဗိုလ်ချုပ်တွေရဲ့သားသမီးတွေကိုယ်တိုင်ကုမ္ပဏီထောင်ပြီးလုပ်ငန်းတွေလုပ်လာကြတဲ့အတွက်ဒေသလိုခရိုနီတွေရဲ့အခန်းကဏ္ဍကလည်းတစီးစီကျဆင်းလာခဲ့ပါတယ်။2021အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒေသနဲ့မိသားစုကပြည်ပမှာပုံပြီးနေထိုင်လာကြပါတယ်။တစ်ချိန်ကအလုံးစီကားခဲ့တဲ့အိန္ဒိယကံပေါင်မျက်နှာချင်းဆိုင်ကထူးရုံးတီတောင်မင်းအွန်လိုင်းမျက်စိကျနေတဲ့အတွက်ရောင်းချလိုက်ရတဲ့အထိဖြစ်လာပါတယ်။တစ်ချိန်ကနိုင်ငံရဲ့အင်အားကြီးဆုံးခရိုနီတထေးတယောက်ဖြစ်ခဲ့ပေမဲ့မင်းအွန်လိုင်းတို့လက်ထက်ရောက်တဲ့အချိန်မှာတော့ဗိုလ်ချုပ်သားတွေကိုယ်တိုင်ကုမ္ပဏီထောင်လာတဲ့အတွက်သူ့ရဲ့ဩဇာနဲ့လုပ်ပိုင်ခွင့်တွေရတယ်တစီးစီရောနေလာခဲ့ပါတယ်။မင်းအွန်လိုင်းကိုယ်တိုင်ကလည်းဒေသအပေါ်အလွန်အမင်းမျက်စိကျနေတဲ့သဘောရှိနေပါတယ်။ဥပမာဒေသရဲ့သားဖြစ်သူပြည်ဖြိုးဒေသကိုစစ်မှုထမ်းဖို့စစ်အုပ်စုကစစ်ခေါ်တာမျိုးပါ။ဒါကငါတို့ရတယ်နော်ဆိုတဲ့အချက်ပြမှုမျိုးပါ။ဒီလိုအခြေအနေတွေကြောင့်ဒေသအနေနဲ့လက်ရှိကာလမှာတော့မင်းအွန်လိုင်းပေါ်ရှောင်ဖယ်လျက်ရှိနေတာတွေ့ရပါတယ်။နောက်ထပ်တစ်ခုကဒေသနဲ့တက်တွင်းကဖြစ်စဉ်ပါ။ဒါကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တွင်းကမင်္ဂလာတုံလေဆိပ်ရဲ့လမ်းတစ်ဖက်မှာလာထခခေါ်တဲ့လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးလေတပ်ဌာနချုပ်တစ်ခုရှိပါတယ်။ဒီတပ်ရဲ့မြေနေရာတွေကိုအရင်စစ်ဆိုရလက်ထက်ကလေးကဒေသဝယ်ယူထားပြီးသားပါ။ဒါကြောင့်တပ်အသစ်တွေကိုမိထီလာမြို့မှာလာထခလေတပ်တစ်ခုထပ်ဆောက်ခဲ့ပါတယ်။မိထီလာမှာရှိတဲ့တက်ကြီးအပြီးထိစောက်ပြီးရင်ရန်ကုန်မှာရှိတဲ့တက်ကိုဒေသကိုဖယ်ရှားပေးရမှာပါဒါပေမဲ့အခုချိန်ထိမင်္ဂလာတုံလေတက်ကြီးကိုစစ်အုပ်စုကဖယ်ပေးခြင်းမရှိသေးပါဘူးဒါကကရုံးပေါ်ထိတ်ကွက်ခြင်းကိုခရိုနီဒေသခံလာရတဲ့ဖြစ်စဉ်တစ်ခုပါတစ်ဖက်မှာလည်းအမေရိကန်ဥရောပသမဂ္ဂဗြိတိန်နဲ့ကနေဒါတို့ရဲ့အရေးယူပိတ်ဆို့မှုတွေကိုခံနေရပါတယ်သူ့ရဲ့သမီးဖြစ်သူရေချေဒေသနဲ့ပတ်သက်ပြီးလည်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကစုံစမ်းစစ်ဆေးဖို့တောင်းဆိုမှုတွေရှိနေပါတယ်ဒါပေမဲ့ဒေသဆင်းရဲသွားတာမျိုးမဟုတ်ပါဘူးနဝတခေတ်ကလေးကစုဆောင်းထားတဲ့ပိုင်ဆိုင်မှုတွေရင်းနှီးမြှုပ်နှံမှုတွေယနေ့အချိန်ထိအလွန်ကြီးမားနေတယ်ဖြစ်ပါတယ်အချင်းချင်းပြောရမယ်ဆိုရင်ဒေသရဲ့ဇလန်းဟာမြန်မာနိုင်ငံရဲ့စစ်အာဏာစီးပွားရေးအခွင့်အရေးနဲ့ခရိုနီစနစ်တို့ဘယ်လောက်ထိဆက်ဆက်နေခဲ့တယ်လဲဆိုတော့ပြသနေတဲ့ဇလန်းတစ်ပုဒ်ပါပဲဆိုတော့ဘာပဲပြောတိုင်းပြည်ရဲ့အမွေအနှစ်တွေတိုင်းပြည်ကထွက်သမျှသယံဇာတတွေကိုစစ်အုပ်စုနဲ့ပေါင်းပြီးအမျက်ထုတ်ခဲ့တဲ့ဒေသရဲ့အကြောင်းကိုလည်းအခုတော့သိထားဖို့လိုပါတယ်ခေတ်ပြက်မှာစစ်ဆိုးရအဆက်ဆက်နဲ့ပေါင်းလူမှုအပေါ်ဂုတ်သွေးစုပ်အမျက်ထုတ်နေတဲ့ခရိုနီအကြောင်းကိုတော့လူမှုကအမြဲမှတ်ရပြီးသင်ခန်းစာယူတတ်ဖို့လိုပါတယ်